ဘယ်တော့သွားတည်းတဲ့လူကိုရေးဖြစ်တဲ့ကြည့်ပြတဲ့ဆိုင်ကြောင်းမှာဗန်ကျင်းရတဲ့ဗီဒီယိုကိုတိုက်သက်လေးကိုပြားကြီးလိုချိုးတဲ့စေတဲ့ယူပါတိုက်သက်တန်း2နှစ်ပဲရှိသေးတဲ့နေဗန်လမ်းမှာဖြစ်တယ်ကြည့်မနိုင်ပါဟိုမှာလှမ်းပြနေရတာကန္နာလမ်းမကြီးဖြစ်ပါတယ်ကန္နာလမ်းမကြီးကနေ10လောက်ပဲဝင်ရဓာတ်လေကားလေးကလည်းကြဲကြဲဝန်းစီရှိပြီးတော့8ရောက်စီလေးတက်ဆက်ပြီးတာဖြစ်တယ်73ပေခွဲနဲ့ပေ60အပြည့်ဖြစ်တယ်ပေ30 60ရင်ခွဲစောက်ထားတာဖြစ်ပါတယ်location လေးတော်တော်လေးကောင်းတယ်ပြောလို့ရတယ်အခန်းကပေ30 60ကိုအပြည့်စောက်ထားတာဖြစ်တဲ့အတွက်နောက်ကအရှိကြီးပဲအိတ်ခမ်းတစ်ခမ်းပါတဲ့အပြင်အဲခန်းကတော်တော်လေးကြဲကြဲဝင်ရှိသေးတယ်လှမ်းကြည့်လိုက်လို့ရှိရင်တိုင်းစီးတို့ဘာလို့ view တွေဘာတွေကောင်းကောင်းမမြင်ရမှာဖြစ်တယ်ဒါလေးက single ခန်းလေးဖြစ်ပါတယ်သူကလေးနဲ့သူတို့ကြည်ဝင်မဲ့3 meter တာကကျွန်တော်တို့ကျွန်းကားလေးဖြစ်တယ်ဒင်းမောက်ရအောင်ပေါပေးထားတယ်ဒါလေးကတော့ဒီမိသားစုအိတ်လို့ရတဲ့တပယ်ဝင်လို့ဖြစ်ပါတယ်ခင်ဗျာ3 meter တာမှထားတာတော့မိုင်းကြီးတကားဖြစ်ပါတယ်ဒင်းမောက်ပါမယ်မိဖို့ကဝင်မှာ slide တော့ပါပြီးတော့မိဖို့ကရဲ့နေရအပြည့်ကိုကြည့်ပြအပြည့်ကပ်ပေးထားတယ်မိဖို့ကုံလေးကိုလည်းအဲရိုးလေးနဲ့တတ်တတ်ရဲ့လုပ်ပေးထားတယ်ဈေးနှုန်းလေးက2950ဗန်လေးရတယ်တိုက်တက်တက်ကလည်း2နှစ်ပဲရှိသေးတဲ့အတွက်အမြန်လာကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှာပပနောက်ဘေးရန်နာပါတဲ့တိုက်ဖြစ်တဲ့အတွက်ဝေးလျှော်သက်တွေပါတယ်အပြင်မှာထားလို့ရမယ်ကျေးဇူးတင်ပါတယ်တိုက်အစ်စ်ကိုဒီလို location မှာဒီဈေးနဲ့ထည့်ရဖို့မလွယ်ပါဘူး9လွှာပါအပေါ်မှာပန်းဟောင်ကြံပါသေးတယ်အမြန်လာကြည့်စေချင်ပါတယ်ခင်ဗျာကားပါကင်လည်းအဆင်ပြေတာကိုကျွန်တော်တွေ့ခဲ့ရပါတယ်